ကျွန်တော်စီးပွားရေးလုပ်ဖို့စတင်နေလို့ပါအသီးနှံပွဲစားလုပ်ချင်တာပါဘယ်လိုမျိုးစကားပြောကောင်းအောင်လုပ်ရမလဲတီးနှံပွဲစားလုပ်မယ်ဆိုရင်စကားပြောဆိုဆက်ဆံရေးကအထူးကပဲဒါပေမဲ့အခုဗီဒီယိုမှာအပြောဆိုပိုင်းထက်အခုတွားချင်တဲ့လမ်းကြောင်းအခြေခံကိုအားဖြည့်ကူညီပေးပါမယ်အဆုံးထိကြည့်ဖို့တော့လိုပါတယ်အရင်ဆုံးကိုရောင်းဝယ်မဲ့တီးနှံရဲ့ဈေးကွက်တချီနီကိုကောင်းကောင်းလေ့လာထားပါဘဲဈေးဘလောက်ဖြောင်းဈေးဘလောက်ဘဲအချိန်မှာဈေးကောင်းရလေဆိုလားကြက်မှတ်ထားပါတောင်သူတွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံပါကိုစီကိုပဲတီးနှံလာရောင်းချင်အောင်ယုံကြည်မှုတည်ဆောက်ပါတောင်သူဒုက္ခရောက်ချိန်မှာကူညီဖေးမတတ်တဲ့ပွဲစားဖြစ်ပါစေဆက်သွယ်မှုကုန်ရက်ကျဲအောင်လုပ်ပါကုန်တယ်တွေပွဲယုံတွေနေဆက်ကုန်တွေရေးလုပ်နေသူတွေနဲ့မိတ်ဆက်ပါဈေးကွက်လေးလာပါတောင်သူချစ်ပါကိုရက်ကျဲပါဒီချက်သုံးချမ်းနဲ့ဆိုရင်အကိုဟာအောင်ငင်တဲ့အတီးနှံပွဲစားတယောက်ဖြစ်လာမှာတေးကြပါစီးပွားရေးဆိုတာအတီးပွက်လို့ပဲကောင်းကောင်းပြောထောင်မှာကောင်းကောင်းတီးတာပါဒီအကြံဉာဏ်လေးတွေအဆင်ပြေတယ်ဆိုရင် like and share လုပ်ပေးပါနောက်ထပ်စကားပြောကောင်းဖို့အတွက်ဘယ်လိုလုပ်ရမလဲ follow လုပ်ထားဖို့မမေ့နဲ့နော်